Chinese zodiac sign မှာမြင်းနှစ်ပွားတွေပြီးသွားပြီဆိုရင်နောက်တစ်နှစ်ကတော့စိတ်နှစ်ပွားဖြစ်ပါတယ်စိတ်နှစ်ပွားတွေကဘယ်နှခုနှစ်တွေမှာမွေးဖွားတဲ့လူတွေလဲဆိုရင်2028ခုနှစ်2015ခုနှစ်2003ခုနှစ်1992ခုနှစ်တွေမှာမွေးဖွားတဲ့လူတွေကတော့စိတ်နှစ်ပွားတွေဖြစ်ပါတယ်စိတ်နှစ်ပွားတွေရဲ့သဘောတဘာဝဘယ်လိုတွေလဲဆိုလို့ရှိရင်စိတ်ဆိုတဲ့အတိုင်းပဲနူးညံ့တိမ်မွေးတဲ့သူတွေဖြစ်ပါတယ်စိတ်ကောင်းစေတနာကောင်းရှိတဲ့လူတွေကိုဂရုစိုက်တတ်ပါတယ်ပြီးတော့ဖန်တီးနိုင်စွမ်းမြင့်မားတဲ့အဲ့ဒါအတွက်ကြောင့်သူတို့ကအနုပညာဘက်တို့ဒီဇိုင်းဘက်တို့မှာပို့ပြီးတော့ထူးချွန်ပြောင်မြောက်တဲ့သူတွေဖြစ်ပါတယ်ပြီးတော့စိတ်ခံစားချက်အယမ်းများတယ် emotional အယမ်းဖြစ်တဲ့သူတွေပေါ့နော်အလွန်အမင်းစိတ်ခံစားချက်တွေထားတတ်တဲ့သူတွေဖြစ်ပါတယ်ငြိမ်းချမ်းမှုကိုချစ်မြတ်နိုးတဲ့ပဏိပခတွေကိုအတတ်နိုင်ဆုံးနဲ့ရှောင်ကျဉ်တယ်ပဏိပခတွေဆိုသူတို့မကြိုက်ပါဘူးပြီးတော့ကုညီတတ်တယ်သူအများလူတစ်ပါးဒုက္ခရောက်နေတဲ့အခက်အခဲရှိနေတယ်ဆိုလို့ရှိရင်သူတို့ကနေပြီးတော့အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကူညီပေးတတ်တဲ့သူတွေဖြစ်ပါတယ်သူတို့ရဲ့အားသာချက်တွေကကြတော့သဘောမနှောကောင်းတဲ့သူတွေဖြစ်တဲ့အလျောက်လူချစ်လူခင်များပြားတယ်ပြီးတော့စိတ်ရှည်တယ်နော်စိတ်ရှည်ရှည်နဲ့နေတတ်တဲ့သူတွေဖြစ်တယ်ပြီးတော့အလှပကိုနားလည်ခံစားတတ်တဲ့သူတွေဖြစ်ပါတယ်သူတို့ရဲ့အားနည်းချက်တွေကကြတော့ဆုံးဖြတ်ချက်ချဖို့တော်တော်ခက်ခဲတဲ့သူတွေဖြစ်တယ်ကိုယုံကြည်မှုအားနည်းနေတတ်တဲ့အလွန်အမင်းစိတ်ခံစားချက်တွေများတဲ့ emotional တွေအရန်ဖြစ်တဲ့အတွက်ကြောင့်ဒီဟာကလည်းကိုယ့်ရဲ့အားနည်းချက်တစ်ခုလို့ပြောလို့ရတယ်ပြီးတော့သူများအပေါ်မှာအားထားလွန်းနဲ့အလေးထားလွန်းနဲ့အဲ့လိုမျိုးပေါ့သူများကောင်အားကိုးတတ်တယ်အဲ့လိုမျိုးစိတ်တွေလည်းရှိတတ်ပါတယ်ခင်ဗျာသူတို့နဲ့ကိုင်းညီတဲ့ zodiac sign တွေကကြတော့ဘယ်လိုတွေလဲဆိုရင်မြင်းနှစ်ဖွားတို့ယုံနှစ်ဖွားတို့ဝက်နှစ်ဖွားတို့ကသူနဲ့ကိုင်းညီပါတယ်သူတို့နဲ့မကိုင်းညီတဲ့ဇာတိခွင်တွေကကြတော့နွားနှစ်ဖွားတို့ခွေးနှစ်ဖွားတို့ပဲဖြစ်ပါတယ်အလုပ်ကိုင်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်အမှုပညာပိုင်းဒီဇိုင်းပိုင်း fashion ပိုင်းတွေမှာအလွန်ထူးချွန်ပြောင်မြောက်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးအလုပ်ကိုင်တွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အောင်မြင်မှုရနိုင်ပါတယ်ခင်ဗျာပြီးတော့စိတ်ကျန်းမာရေးနဲ့ပတ်သက်တာမျိုးเนาะပြီးတော့သူများခါကိုအကြံပေးရတဲ့သူတွေပေါ့เนาะအကြံပေးတဲ့သူတွေပြီးတော့လို့ရှိရင်လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့သူတွေဆိုလို့ရှိရင်တော့စိတ်နှစ်ဖွားတွေဖြစ်တတ်တာများပါတယ်အဲ့လိုမျိုးအလုပ်တွေကိုစိတ်နှစ်ဖွားတယောက်ကလုပ်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အောင်မြင်တက်တာကိုတွေ့မြင်ရတာဖြစ်ပါတယ်ခင်ဗျာအဲဒါဆိုတော့ကိုကစိတ်နှစ်ပွားတယောက်ဖြစ်တဲ့အဲ့ဒီခုနှစ်တွေမှာမွေးထားတဲ့လူတယောက်ဆိုလို့ရှိရင်အခုပြောရတဲ့အချက်လက်တွေနဲ့ကိုကကိုင်းညီနေလားကိုင်းညီနေရဆိုလို့ရှိရင်ကိုင်းညီနေတဲ့ဆိုလို့ရှိရင်ပြီးတော့ကိုမှအဲ့ထက်ပို့ပြီးတော့ဇယိုင်းလက္ခဏာတွေရှိနေတယ်เนาะဆိုလို့ရှိရင်လည်း sharing လုပ်သွားပြီးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ